တနာရီလောက်ကြာတော့ရှောင်းပေးပေးစီကဖုံးဝင်လာတယ်မစ္စတာကြောက်ကျွန်တော်တို့ဆွေးနွေးပြီးသွားပြီကျွန်တော်တို့အဆောက်အုံကိုရောင်းလို့ရပါတယ်ဒါပေမဲ့ကန်ထရိုက်စာချုပ်ကလက်မှတ်ထိုးပြီးသွားပြီဆိုတော့ဒီကိစ္စကိုတစ်ဖက်လူပဲဖြေရှင်းရတော့မှာပေါ့နော်မစ္စတာကြောက်ကပြဿနာမရှိပါဘူးဆိုတဲ့ဟန်နဲ့ခေါင်းကြီးပြလိုက်တဲ့အစည်းအဝေးမှာကြောက်ချီကပြောလိုက်တယ်ပြဿနာမရှိပါဘူးမနက်ဖြန်မနက်9နာရီမှာစာရွက်စာတမ်းတွေစာချုပ်တွေအကုန်ယူလာခဲ့ပါကျွန်တော်ဘန်ကအစည်းအဝေးခန်းထဲကိုပေါ့ကြောက်ချီကဖုန်းထဲက message အမြအားကြီးကိုကြည့်ပြီးရေးလိုက်တယ်ချူဖေဖေဒီလောက်များကြီးများတေချာလားဗျာသူတို့ကိုပြောလိုက်ပါဒီညအချိန်ရရင်ကျွန်တော်စီလာခဲ့လို့ရပါတယ်ဒီညအချိန်မရရင်တော့မနက်ဖြန်မနက်9နာရီမတိုင်ခင်လာခဲ့ပေါ့9နာရီကျော်ရင်တော့လာစရာမလိုတော့ပါဘူးဘာလို့လဲဆိုတော့10နာရီကျော်ရင်ကျွန်တော်တခြားကိစ္စတွေရှိနေတာရဲ့အဲ့ဒါတွေကိုကြည့်ဖို့အချိန်မရှိတော့ဘူးလေသူတို့ဘာတွေရှိတယ်ဆိုတာတော့ကျွန်တော်မသိပေမဲ့ဒါမျိုးမေးစရာမလိုဘူးလေအဲ့ဒါကြောင့်မစ္စတာကြောက်ကလုံးဝကိုမပြောတော့ဘူးကြောက်ချီကလူတိုင်းစီ message ပို့ပြီးတော့အချိန်ကြည့်လိုက်တာ10နာရီတောင်ကျော်နေပြီဒါဆိုနေရာပြောင်းရအောင်လားဗျာစဉ်းစားကြည့်ပါဦးနောက်ဆိုစားတော့ဆိုင်တွေပိတ်တော့မှလေနေရာပြောင်းမှဖြစ်မှာပေါ့ To continue the translation please provide the next portion of the Burmese text I currently only have the last sentence you provided. ဦးချူသွားရအောင်ဗျာကောင်းတဲ့နေရာတစ်ခုကိုလိုက်ပို့ပေးပါမယ်ညဘက်မျိုးထဲမှာ Ferrara ကားကြီးကိုမောင်းနေတာအရင်ကမောင်းမှုတဲ့သူတွေပဲဒီခံစားချက်ကိုသိကြတာပေါ့ဗျာကြောက်ချံပြောတဲ့အတိုင်း private call တစ်ခုကိုရောက်လာတာပေါ့ဦးချူဒီနေရာကလည်းတထေးတယောက်ဖွင့်ထားတဲ့ private call တစ်ခုပဲအတွင်းထဲမှာရေချိုးတာအနားယူတာနှိမ့်နေတာတွေကအကုန်လုံးတော်တော်လေးကောင်းပါတယ်တိတ်ဆိတ်တဲ့နေရာလေးလည်းရှိပါသေးတယ်ကိစ္စတွေကိုနောက်မှပြောကြတာပေါ့ကြောက်ချံလမ်းညွန်ပေးတာနဲ့အခန်း666ကိုရောက်လာခဲ့ဒါပေါ့နှစ်ယောက်သားအတွင်းထဲကိုဝင်သွားပြီးတဲ့အခါလူ9ယောက်10ယောက်လောက်ကအထဲမှာရှိနေကြပါပြီဗျာအခန်းကတော်တော်လေးကျယ်ပါတယ်ဆွေခန်းကြီးပါဗျာအပြင်ဘက်မှာကဆွေးနွေးခန်းလေးတစ်ခုရှိသလိုအတွင်းထဲမှာလည်းအိတ်ခန်းတစ်ခုရှိပါသေးတယ်အားလုံးပဲမင်္ဂလာလာချမ်းပါဗျာဒါကတော့ဥချူပါဒီညရင်းနှီးမြုပ်နှံမှုလာမဲ့ထူးထူးခြားခြားဧည့်သည်တော်တယောက်လည်းဖြစ်ပါတယ်ဥချူဒါကတော့ဥချူပါဗျာခမည်းကအသက်သိပ်မကြီးသေးပေမဲ့သူတို့မျက်လုံးထဲမှာတော့ဒါဟာတနရှင်ဖျားပဲဖြစ်နေတာပါကြောက်ချမ်းကလည်းခမည်းဘေးမှာပြုံးပြုံးလေးနဲ့စောင့်နေတာပေါ့ခမည်းကဒီနေ့ပဲအကြောင်းသိပ်မသိပေမဲ့လုပ်ငန်းအချို့ရဲ့အလားအလာနဲ့အနာဂတ်ကိုတော့မြင်နေရတာပေါ့ဥပမာပြောရရင်စေပညာနဲ့ပညာရေးလုပ်ငန်းတွေဆိုဘယ်တော့မှကျဆင်းသွားမှာမဟုတ်ဘူးလေနောက်ဆုံးတော့ခမည်းကကုမ္ပဏီနဲ့လုပ်ငန်းပေါင်းဒါဇင်များစွာလောက်မှာယင်းနှိမ့်မြုပ်နှံလိုက်တဲ့စုစုပေါင်းယွမ်ငွေဘီလီယံ30လောက်ယင်းနှိမ့်မြုပ်နှံခဲ့တာပါဟုတ်တာပေါ့ခင်ဗျားလဲပြန်အန်းငွေအဖြစ်ယွမ်ငွေဘီလီယံ30ပြန်ရခဲ့တာပေါ့မနက်3နာရီ4နာရီလောက်အထိမှကိုယ်စားလှယ်တွေအားလုံးပြန်သွားကြတာပါခမည်းအတွက်အနားယူရတာတကယ်ကိုရှားတယ်နော်ဒါပေမဲ့ခမည်းအိတ်တာတိတ်မကြသေးဘူးချူစရာနိုးပါဦးကျွန်တော်တို့ဘဏ်ကိုသွားရမယ့်အချိန်ရောက်နေပြီတွေ့ဖို့ကိုယ်စားလှယ်အနေငယ်လဲကြံနေသေးတယ်နော်ဒါကပုံမှန်ပါပဲလူတိုင်းကအချက်လက်အားလုံးကိုချက်ချင်းကြီးပြင်ဆင်နိုင်တာမှမဟုတ်တာဒါကြောင့်ဒီနေ့မနက်လဲအလုပ်များအောင်မှာပဲဆိုတာမြင်တာပါတယ်ဒါပေမဲ့ပတ်စံအတွက်ကြကိုးစားတာပဲလေခမည်းမကြခင်ပဲနိုးလာမှာပါမျက်ကွင်းညွညွကြီးတွေနဲ့ခမည်းနဲ့ကြောက်ချမ်းလို့လဲမကြခင်ပဲလုပ်ငန်းဆက်ကြတော့မှာပေါ့စနစ်ကနေအကြောင်းကြားတန်လေးကြားလိုက်ရတယ်နော်24နာရီလဲပြည့်သွားပြီဆိုတော့စနစ်ကအလိုလျောက်လောက်ဖွင့်ပေးတော့မှာပေါ့ပြောလိုက်တာနော်